ဆက်ပြားတွေမပေါ်ခင်ကလူတွေဘယ်လိုရေချိုးခဲ့ကြလဲဆိုတာမင်းတို့တွေ့ဖူးလားကြောက်ခေတုံကဆိုရေချိုးဖို့ဆိုတာအသက်နဲ့ရင်ရတဲ့အထိအန်တီအများခဲ့တာပါဘာလို့လဲဆိုတော့အရန်အေးလွန်းလို့ဒီဒါကြောင့်ဒီခေတ်ကလူတွေကအေးတံကိုခံနိုင်ဖို့တိရိစ္ဆာန်အစီတွေနဲ့ခန္ဓာကိုယ်ကကြီးတွေကိုအထက်ထက်လိမ့်ကြံပြီးအပုပ်နှံ့ထခံကြတာပါပဲရှေးဟောင်းအီဂျစ်ခေတ်ကြတော့နည်းနည်းချမ်းသာလာကြတယ်ရွှင်စေးကိုတိရိစ္ဆာန်အစီနဲ့ရောပြီးခန္ဓာကိုယ်ကိုတိုက်ချွတ်ကြတယ်ပြီးမှအမွေးစီတွေပြန်လိမ့်ကြတာပါပဲကြည်ပါဦးဒါကကိုအချင်းဖောက်နေတယ်လို့ပါပဲရောမလူမျိုးတွေကတော့အကျန်းဆုံးပဲတန်လွင်စီကိုတကူလုံးလိမ့်ပြီးမှထတ်တူဓာပြားလေးတွေနဲ့ကြီးတွေကိုချစ်ထုတ်ပစ်တာအဲ့ဒီလိုမျိုးကြီးတွေအဖက်လိုက်ထွက်လာတဲ့အထိချစ်ထုတ်ခဲ့ကြတာပါပဲအဆိုးဆုံးကတော့အလဲခက်ပါပဲသူတို့ကရေချိုးရင်ယောဂရတတ်တယ်လို့ယုံကြည်ထားကြတာလေဒါကြောင့်နန်းတွင်းကမိုးမတ်တွေကရေမချိုးကြတော့ပဲရေမွေးတွေနဲ့ပေါင်းတာတွေကိုပဲအထက်ထက်လင်းချန်ခဲ့ကြတာတနန်းတော်လုံးလမ်းလျှောက်နေတဲ့အလောင်းကောင်တွေလိုညော်နှံ့တွေနန်းနေခဲ့တာပေါ့အခုငါတို့ခေတ်ကိုပြန်ကြည့်လိုက်ရင်တော့ဆက်ပြတွေရောချွေးနှံပြောက်ဆေးတွေပါရှိနေပြီလေနှစ်ပေါင်းထောင်ချီကြာသွားပြီမဲ့လေနောက်ဆုံးတော့လူသားတွေမှာကကိုနန့်ကတော့ရှိနေတော့ပါပဲ